ကျွန်တော်ကဒီလာမင်းသားမှာတင်နေတဲ့ဟိုပေါ့နော်အထက်တန်းပြဆရာပါဆရာအောင်မျိုးဝင်ပါဟိုကျွန်တော်ကလောလောဆယ်ဒီမှာအင်္ဂလိပ်စာတင်နေပါတယ်ဗျစာတင်တဲ့အခါကျလို့ရှိရင်ဟိုမီးလင်းအောင်ရောက်လဲလိုတယ်လीဒါတွေမကပေါ့နော်ကျွန်တော်တို့ဒီမှာဟိုအဲကွန်တွေဖန်တွေသုံးဖို့အတွက်လည်းလိုလာတယ်အဲ့လိုအခါမျိုးကျတော့ဒီကျွန်တော်တို့ဘာဟိုသုံးပြရင်ကောင်းမလဲပေါ့နော်စဉ်းစားတဲ့အခါမှာဒီကျွန်တော်တို့ဘက်ထရီနဲ့ inverter နဲ့ဟိုကျွန်တော်တွဲသုံးလိုက်ရင်လျှက်စစ်မီးကလည်းအများတိုင်းပြတ်နေတာတော့လည်းမဟုတ်ဘူးเนาะသူပြတ်တဲ့အချိန်နဲ့ကျွန်တော်ပြန်အားသွင်းရမယ့်အချိန်နဲ့အဲ့ဒါလေးချိန်ဆပြီးတော့ဒီ inverter နဲ့ battery နဲ့တွဲသုံးရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်စုံစမ်းကြည့်လိုက်တဲ့အခါမှာပေါ့ဒီ MK မြန်မာ page ကိုကျွန်တော်တွေ့တယ်ပေါ့နော်တွေ့တဲ့အခါမှာဝင်ကြည့်လိုက်တဲ့အခါမှာလည်းပဲဟို review လေးတွေကောင်းတာလေးတွေ့ရတယ်အဲ့ပေါ့နော်ပြီးတော့နောက်ကျွန်တော်တို့ကအဓိကနောက်ပြီးတော့ဟိုကောင်းတာတော့ဒါ review ဖတ်တာတော့အဆင်ပြေတယ်ပေါ့ဒါပေမဲ့လည်းနောက်ပိုင်းမှာကျွန်တော်ဒီဝယ်ပြီးတဲ့အခါမှာနောက်ပိုင်း service ပေးတာလေးတွေပေါ့နော်အဓိကဝန်ဆောင်မှုလေးတွေကျွန်တော်အဓိကထပ်ကြည့်ရတယ်ဟိုဘယ်ဟာမဆိုဆက်ဆက်ချင်းမှာတော့ကောင်းကြတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျွန်တော်ဝန်ဆောင်မှု after sale service တွေမှာကျွန်တော်နည်းနည်းဟိုအဲ့လိုအဲ့ပြဿနာလေးကြုံမှာဆိုတော့ကျွန်တော်တေချာစုံစမ်းကြည့်ခါမှာ MK မြန်မာကတော့ဟိုဒါတော်တော်လေးကိုကျွန်တော်ကြားရတော့အဆင်ပြေတယ်လို့ကြားလို့ကျွန်တော်ဒါဟိုဆက်သွယ်ပြသွားတာပါစတင်ကန်းတွေမှာအကြောင်းသားတွေအဆင်ပြေနဲ့တက်တောင့်တက်တာရှိဖို့ပေါ့နော်ဟိုကျွန်တော်အထူးသဖြင့် aircon ကျွန်တော်သုံးတင်တယ်ပေါ့နော်အဲဆိုအကြောင်းသားတွေတက်တောင့်တက်တာနဲ့စတင်နိုင်မှုအတွက်ပြီးတော့ကျွန်တော်ကျောင်းမှာကျတော့ဒီကျွန်တော်ကွန်ပျူတာအခန်းတွေရှိတယ် projector သုံးတဲ့အခန်းတွေရှိတယ်ပေါ့ဆိုတော့ဟိုအရင်တော့ဆိုလို့ရှိရင်မီးပြက်တယ်ကျွန်တော်ကအခန်းမှာသူ့အချိန်နဲ့သူပေါ့နော်ဒီအချိန်မှာဒါ projector လုံးသုံးအောင်မဲ့အချိန်ဒါကွန်ပျူတာအချိန်တွေရှိတယ်ပေါ့အဲ့ခါကျတော့ဒီမီးတွေပြက်နေတဲ့ခါကျတော့ကျွန်တော်တို့အချိန်တွေကနည်းနည်းကမောက်ကမတွေဖြစ်တယ်ပေါ့နော်သုံးရမယ့်အချိန်မှာကျွန်တော်မသုံးပြဘူးအဲ့ခါကျတော့ကျွန်တော်တို့ကဒါကိုလည်းပဲမဖြစ်ရလေအောင်ပေါ့နော်ဟိုဒီ inverter ကိုကျွန်တော်တို့ရွေးဖို့စဉ်းစားလိုက်တာပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဘာပဲပြောဒီ inverter ကိုကျွန်တော်တို့တက်လိုက်တဲ့အခါကျတော့ကျောင်းမှာတော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုလို့ဆိုရင်ကျွန်တော်တို့မှာပေါ့Bicori 314 ampere hour battery 6လုံးပေါ့နော်အဲ့ဒါနဲ့နောက်ဟိုပါပေါ့ Growatt 12K inverter 6လုံးတွဲပြီးသုံးထားပါတယ်ကျွန်တော်အရင်လိုမျိုးစိတ်ကတိကောက်ဖြစ်စရာတွေစိတ်နှောက်ယှက်ဖြစ်စရာတွေမလိုတော့ဘူးပေါ့နော်အခုဆိုရင်အားလုံးကဘာပဲပြောအဆင်ပြေပြေနဲ့ကျွန်တော်အသုံးပြုနိုင်တယ်ပေါ့နော်ဟိုဘာမှဟိုမီးနဲ့ပတ်သက်ပြီးတော့ဘာမှသိစိုးရင်စရာကျွန်တော်မရှိတော့ဘူးပေါ့နော်အဲ့လိုတော့ကတွေတော်လေးကင်းသွားတယ်ပေါ့အဲ့တော့စိတ်ချမ်းသာပါတယ်စာသင်ခန်းတွေထဲမှာဆိုရင်ကျွန်တော် TV တွေထားပေးတယ်ပေါ့နော်ထားတယ်ဆိုတာကြောင့်ကျွန်တော် internet နဲ့ချိတ်ပြီးတော့ TV တွေသုံးဖို့အတွက်ဒီဟိုဆိုလိုတာလိုအပ်တာကို internet ချိတ်ပြီးတော့ကျွန်တော်ကျောင်းသားတွေတင်ထောက်ကူပစ္စည်းအနေနဲ့သုံးရတယ်ပေါ့နော်အဲ့လိုခါမျိုးမှာအခုလိုမျိုးinverter တက်ပေးလိုက်တဲ့အတွက်ကြောင့်မလို့မီးအတွက်ဆိုရင်တော့ကလုံးဝမရှိတော့ဘူးအဲ့ခါမှာကျွန်တော်ပြေဝအသုံးပြုလာနိုင်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကျောင်းကအနေတက်လဲကျောင်းသားတွေအတွက်လဲဟိုတော်တော်လေးအဆင်ပြေလို့ကျောင်းအတွက်လဲဒါဟိုကိုယ့်ရဲ့ဝန်ဆောင်မှုအပြည့်အဝပေးနေကြမို့တော်လေးအဆင်ပြေပါတယ်ဗျကျွန်တော်သိရတဲ့လောက်ပေါ့နော်ဒီ MK မြန်မာပေါ့နော်ကျွန်တော်တို့ဟိုဒီ battery inverter နဲ့ပတ်သက်ပြီးတော့ Randy စနစ်ပေးထားတယ်လို့ကျွန်တော်ကြားရတယ်ဗျเนาะအဲ့တော့ Randy စနစ်ပေးထားဆိုတော့ပထမ5 year ကတော့သူကဒီပစ္စည်းဘိုးလက်ခအကုန်အပြီးစီးပေါ့เนาะဒါ full service ပေးထားတာပေါ့အဲနောက်ထပ်9နှစ်ကျတော့ကျွန်တော်တို့ဒီပစ္စည်းဘိုးကကျတော့ကျွန်တော်လိုအပ်ရင်ပစ္စည်းလဲရမယ်ဆိုရင်ပေးရမယ်service ကတော့ဒါ free ပေါ့เนาะအဲ့လိုမျိုးလေးပေးထားတယ်ဆိုတော့သုံးရတဲ့လူတွေလည်းတော့အဆင်ပြေမယ်ထင်ပါတယ်ဗျအတွေ့အကြုံရပြောတာပေါ့နော်ကုမ္ပဏီတော်များများကဒီပစ္စည်းသူတို့ပစ္စည်းကောင်းတော့ကြော်ညာကြတယ်ကြော်ညာတဲ့အခါမှာဒီလူတွေကလည်းတုံးကြတယ်ပေါ့ဒါပေမဲ့အစာပိုင်းမှာတက်ဆင်ကားတော့ကောင်းကြတယ်အဆင်ပြေကြတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူတို့ရဲ့ after sales service တွေမှာတိတ်မလိုက်နိုင်တာမျိုးတွေပေါ့နော်ဟိုရောင်းတော့တစ်မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကြုံရတယ်ပေါ့နော်ဒါပေမဲ့အခု MK မြန်မာမှာတော့ဒီလိုမျိုးမဖြစ်ဘူးလို့ကျွန်တော်မျှော်လင့်ပါတယ်ဟိုကြားရတဲ့သတင်းတွေကလည်း recommend တွေလည်းကောင်းကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဘက်ကလည်း MK မြန်မာကိုကျေးဇူးတင်ပါတယ်ဗျ